သူ့လက်ချောင်းကိုဓားမြောင်နဲ့မွန်းတီတွေးဆွန်းတဲ့အလက်ထိတ်ကိုအဖွက်အသားတယောက်ရဲ့နားထဲထိုးထည့်လိုက်တယ်ခဏနေတော့နားထဲကနေမွေးလေးတစ်ကောင်တရွေ့ရွေ့ထွက်လာပါလေတော့ဒါပေမဲ့ Jeff ကအဲ့ဒီမွေကိုမတက်ပဲမြစ်သေးကိုပေါ့ပေါ့ပပပဲပစ်ချလိုက်တယ်ဘာလို့လဲဆိုတော့မွေအသေးလေးကိုတက်လိုက်ရင်ကလက်အစားချေဖို့အတွက်အကောင်ကြီးရောက်လာတတ်တယ်ဆိုလားသူနားလည်ထားလို့ပါပဲဒီတစ်ခါ Jeff ရဲ့ပြစ်မှတ်ကတာမန်ကာရှန်ကမဟုတ်ဘူးဗျလူသားစားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ Scarlet Naga ဆိုတဲ့အေယာမစဘာအုံးမွေကြီးကိုဖမ်းဖို့ပါဒါပေမဲ့မွေကြီးကဘလောက်ဆိုး Jeff ကပိုပြီးကြောက်စရာကောင်းနေပြန်တယ်ကန့်ကတ်လို့အလေးစရာကပတ်စံပိုတောင်းတဲ့အခါမှာ Jeff ကအေးဆေးဆေးပဲပေးလိုက်ပါတယ်ဒါပေမဲ့ပေးပြီးတာနဲ့အလေးစရာကိုရှင်းပြခွင့်တော့မပေးပဲဇက်သိမ်းပေးလိုက်တယ်လေးစရာကောင်းပြတ်ကျသွားတာကြက်ကလေးငှက်ကလေးတတ်နေတယ်လို့ပါပဲဒါကိုမြင်တော့သူ့တပည့်နဲ့အောင်ခင်ဗျာကြက်သီးမွေးညင်းနေထားပြီးတုံလောက်သွားကြတာပေါ့ဘာလို့လဲဆိုတော့လေပေါ်မှာတော့ကသူတို့လည်းလာစာတိုးပေးဖို့တောင်းဆိုခဲ့ကြဘူးတာကိုဒီလိုနဲ့3ယောက်သာတောနဲ့ထင်ဝင်လာကြတယ်မကြခင်မှာပဲမွေတိုက်တစ်ခုကိုတွေ့ကြတော့အပေါ်ကပြင်းပြားတွေကိုဖယ်လိုက်တဲ့အခါအထဲမှာရှုပ်ရှက်ခတ်နေတဲ့မွေပတ်စာလေးတွေကိုတွေ့လိုက်ရတယ် Jeff ရဲ့တပည့်2ယောက်ကတော့ဓာတွေကပတ်စံတွေဆိုပြီးဝမ်းတာအားရအိတ်ထဲကောက်ထည့်ကြတာပေါ့အိတ်တွေပြီးလို့ပြန်မယ်လို့တောင်ကြောက်စရာမြင်ကွင်းကြီးကိုစတွေ့ရပါတော့တယ်တယောက်ကရေစက်မှာခေါင်းပြက်ကြီးနဲ့မတ်တက်ရက်နေတဲ့လှေစရာအလောင်းကြီးကိုတွားတွေ့တယ်လမ်းဖြတ်ပြီးနောက်ပြန်လှည့်ပြီးမလို့လှုပ်သေးရှိသေးတဲ့အေယာမမွေကြီးတစ်ကောင်ကဝုန်းကနေထွက်လာပြီးသူ့ကိုရစ်ပတ်ထားလိုက်ရော